မိုင်းယူရဲမဆန်တဲ့ AKTK အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ရာသီ Premier League ချန်ပီယံဖြစ်ခဲ့တုန်းကလီဗာပူးသင်းဟာဒီရာသီမှာလည်းတိတ်ပြီးတော့စိတ်ပူစရာမရှိဘဲတာထွက်ကောင်းတဲ့အသင်းတစ်သင်းဖြစ်နေခဲ့ပါတယ်ကစားသမားတစ်တွေအသားမကျသေးတာတောင်လီဗာပူးကတော့ရလက်ပိုင်းကိုအသားပေးနေစေဖြစ်ပြီးနောက်ကျဂရိတ်နဲ့ကြီးပဲအနိုင်နေတာကြောင့်ပွဲမပြီးသေးရင်လီဗာပူးမနိုင်တော့ဘူးလို့တောင်ပြောလို့မရတဲ့အခြေအနေဖြစ်နေပါတယ်လီဗာပူးက Premier League မှာ9ပွဲကစား15မှတ်အပြည့်ရထားတဲ့တသင်းသောအသင်းဖြစ်ပြီး Premier League ကိုဦးဆောင်နေသလိုချန်ပီယံလိမှာလည်းတာထွက်ကောင်းကောင်းနဲ့ Atletico Madrid ကိုနိုင်ရရှိထားပါတယ်လီဗာပူးအတွက်အသစ်ခေါ်ယူထားတဲ့ကစားသမားလေး Hugo Ekitike ကအထူးခြေစွမ်းပြသလို့နေပါတယ် AKTK ရာသီကြိုမှာကတည်းကအသင်းနဲ့ချက်ချင်းအသားကျသွားခဲ့ပြီးဒီရာသီ Premier League 9ပွဲကစားထားရမှာ3ဂိုးသွင်းပြီး1ဂိုးဖန်တီးပေးထားတာကြောင့်ခက်ခဲလာတဲ့ Premier League မှာသူ့ရဲ့ဂိုးသွင်းစွမ်းရည်ကိုပြသနေခဲ့ပါတယ်ဒီလအစောပိုင်းမှာတော့လီဗာပူးကနောက်ထပ်တိုက်စစ်မှုတစ်ယောက်အနေနဲ့ Alexander Isak ကိုခေါ်ယူလိုက်တော့ AKTK လည်းပွဲချိန်မိနစ်ရရှိဖို့ဖိအားဖြစ်လာခဲ့ပါတယ်ဒီတစ်ပတ်ကစားခဲ့တဲ့ Southampton နဲ့ကာလာဘောင်းဖလားပွဲစစ်မှာလီဗာပူးက Isak ကိုပွဲထွက်ကစားစေပြီး1ဂိုးသွင်းယူနိုင်ခဲ့ပါတယ်ဒါပေမဲ့ဝမ်ဝမ်တရေချနေတော့85မိနစ်မှာ AKTK ကအနိုင်ကိုသွင်းယူလိုက်တဲ့အခါမှာတော့ကောင်လေးကအလွန်ပျော်ပြီးအင်ဂျီချော်အောင်ပွဲခံလိုက်မိပါတယ် AKTK ကအဝါကတက်ကထိထားပြီးသားဖြစ်တာကြောင့်နှစ်ဝါတနီနဲ့ထုတ်ပယ်လိုက်တဲ့အခါမှာတော့တပွဲပယ်ခံလိုက်ရပါတယ် AKTK ရဲ့မိုင်းယူရဲဆန်တဲ့နီကက်ကြောင့်နောက်ပွဲကျရင် Isak ကိုအခွင့်အရေးပေးလိုက်ရပြီဖြစ်ပါတယ် AKTK အနေနဲ့ Premier League မှာအောင်မြင်ခြင်းစိတ်ခံစားချက်ကိုထိန်းသိမ်းဖို့လိုအပ်ပြီးမိုင်းယူရဲဆန်တဲ့ပြုမှုတွေကိုရှောင်ကျဉ်ဖို့လိုအပ်နေပါသေးတယ်ကြည့်ရှုပေးခဲ့တာကျေးဇူးအများကြီးတင်ပါတယ်